အခုနောက်ပိုင်းကရင်လူမှုအတိုက်အဝန်းမှာမင်္ဂလာဆောင်တဲ့အချိန်အပျော်ပါးဆိုပြီးစော့ကြတဲ့ကစားနည်းတစ်မျိုးခေတ်စားလာတာကိုတွေ့နေရပါတယ်။အဲ့ဒါကတော့သူတို့သားသူတို့သမီးရဲ့လိင်အင်္ဂါအစိတ်ပိုင်းရှိတဲ့နေရာမှာပစ္စည်းတွေပတ်စံတွေထည့်ထားပြီးပြန်နိုင်ခိုင်းတဲ့ကစားနည်းပါ။ဒါကိုအပျော်သဘောနဲ့စတင်ကြရာကနေယောဂဗိုင်းရပ်လိုမျိုးကူးစက်လာခဲ့ပါတယ်။အထူးသဖြင့်ဆိုရှယ်မီဒီယာခေတ်စားနေတဲ့ယခုလိုမျိုးအချိန်မှာဒီပြုအမှုဟာပိုပြီးပြန့်နှံ့လာပြီးဒလေတစ်ခုလိုဖြစ်လာပါတယ်။ဘလောက်ထိဆိုးရွားသလဲဆိုရင်တခြားလူမျိုးတွေရဲ့အမြင်မှာဒီပြုအမှုဟာကရင်လူမျိုးတို့ရဲ့ဒလေဆိုပြီးထင်မှတ်လာတဲ့အထိအခြေအနေဆိုးလာပါတယ်။အမှန်တော့ဒီပြုအမှုဟာကရင်လူမျိုးတို့ရဲ့ဒလေလုံးဝမဟုတ်ပါဘူး။ဒါကိုအထူးသတိပြုဖို့လိုပါတယ်။ရိုးရာဝတ်စုံတွေနဲ့ဖျားစင်ရှိမှနှုတ်နိုင်ရင်းနိုင်နေကြတာဟာဘလို့မှမသင့်တော်သလိုအပျော်ထက်အပြက်ဘက်ကိုရောက်သွားတယ်ဆိုတာသတိပြုဖို့လိုပါတယ်။နောက်တစ်ခုကဒီလိုမျိုးကစားတဲ့အချိန်မှာကလေးသူငယ်တွေလည်းဘေးနားမှာရှိနေပါတယ်။ဒီလိုမျိုးလိမ်ပိုင်းဆိုင်ရာအသားပေးကစားနည်းတွေကိုကလေးသူငယ်တွေရှေ့မှာလုပ်ပြတဲ့အပြုအမှုဟာနိုင်ငံတကာမှာဆိုရင်ရာဇဝတ်မှုမြောက်ပါတယ်။ဒီကိစ္စကကရင်တစ်မျိုးသားလုံးရဲ့ဂုဏ်သိက္ခာကိုကျဆင်းစေသလိုမင်္ဂလာပွဲကနေမင်္ဂလာပွဲဖြစ်သွားနိုင်တဲ့အတွက်အထူးသတိထားကြဖို့စေတနာနဲ့ပြောလိုပါတယ်။လင်မယားပဲဘာမှမဖြစ်ပါဘူးကွာဆိုပြီးပြောနေတဲ့လူတွေကိုပြောချင်တာကမင်းတို့လင်မယားလိန်ဆက်ဆံတဲ့အခါကျရင် Facebook မှာလိုက်လွှင့်ပြပေးပါ။